အားလုံးပဲမင်္ဂလာပါရှင်။ဒီဘာပြောမှာလဲဆိုတော့အယောင်နဲ့ပတ်သက်တဲ့ဟာတွေပြောပြမှာဖြစ်ပါတယ်။အမဲရောင်ကိုสีดำအမဲရောင်ကสีดำအဖြူရောင်ကကြတော့สีขาวဖြူရောင်ကကြတော့สีขาวအဝါရောင်ကကြတော့สีเหลืองအဝါရောင်ကကြတော့สีเหลืองအစိမ်းရောင်ကကြတော့สีเขียวสีเขียวအစိမ်းရောင်ကสีเขียวအနီရောင်ကကြတော့สีแดงအနီရောင်ကကြတော့สีแดงအပြာရောင်ကကြတော့สีฟ้าပြာရောင်ကสีฟ้าလိမ္မော်ရောင်ကကြတော့สีส้มလိမ္မော်ရောင်ကကြတော့สีส้มပန်းရောင်ကကြတော့สีชมพูပန်းရောင်ကสีชมพูခရမ်းရောင်ကကြတော့สีม่วงခရမ်းရောင်ကสีม่วงဒီဗီဒီယိုလေးကြိုက်လို့ရှင် like and share လုပ်ပေးပါဦးရှင်နောက်ထပ်ပါပြောစေချင်တယ်သိချင်တဲ့ဟာရှိလို့ရှင် comment မှာရေးထားပေးပါရှင်နောက်ထပ်နေ့မှာဗီဒီယိုတွေအများကြီးထပ်တင်ပေးမှာမို့ like and share follow လေးလုပ်ပေးပါဦးရှင်အားလုံးပဲမင်္ဂလာပါရှင်